Hello ကဲဒီညီမလေးရမိထားပါတယ်ဗောနော် Vivo ပုံ lock cat နီးဘယ်လိုခတ်မလဲဆိုတာဗောနော်ကဲအခုညီမလာပြပြပေးမှာပဲဖြစ်ပါတယ်ဗောနော်ကဲတပ်ပုံတင်တာမကဘူးတခြားဟိုလို software ပေါ့ဥပမာကိုခတ်ချင်တဲ့ software ရှိလားမသိဘူးနော်ကဲအခုညီမပြပေးပါမယ်တည့်ရလူရှင်ညီမဗီဒီယိုကြော်လာပေးပါမသိဘူးဆိုလို့ရှင်ညီမဗီဒီယိုအဆုံးထိကြည့်ကြပေးပါဗောနော်ကဲ Vivo lock cat နီးလောက်ပြပေးပါမယ်ရှင်ကဲအရင်ဆုံးကိုယ့်ရဲ့ဖုန်းရဲ့ setting ထဲဝင်သွားလိုက်ပါဗောနော်ကဲဒါတို့ကိုယ့်ရဲ့ဖုန်းရဲ့ setting ဝင်သွားလိုက်ပြီပြောလို့ရှိရင်ဒီရှားတဲ့နားလေးမှာဗောနော်ဒီရှားတဲ့နားလေးမှာ privacy ဆိုရထည့်လိုက်ဗောနော်ကဲညီမတော့ရေးထားပြီးဆိုတော့ဒီဟာနေပဲနှိပ်ပြီးတော့ရှားလိုက်ပါမယ်ဗောနော်ကဲဒီဟာ privacy အများကြီးထွက်လာမယ်ပြီးပေဥစ္စာရေးရမလဲဆိုတာဗောနော်ကဲနည်းနည်းအောက်ဆွဲလိုက်ပါကဲဒီဟာအရင်ဆုံးနှိပ်လိုက်ပါဗောနော်ကဲဒီဟာအရင်ဆုံးနှိပ်လိုက်ပါရှင်ကဲဒါတော့ကိုယ့်ရဲ့ lock ရဲ့ဖုန်းရဲ့ဟာဗောနော်ကဲကိုယ့်ရဲ့ lock ဖုန်းထည့်ထားတဲ့ဟာကိုထည့်လိုက်ပါပြောလို့ရှိရင်သူဖွင့်ခိုင်းတဲ့ဟာကိုဒီလိုဖွင့်လိုက်ပါဗောနော်ကဲဖွင့်ပြလို့ရှိရင်သူကကို comment lock ရဲ့password ပေါ့နော်ကဲညီမတော့0ပဲထည့်ပါမယ်ညီမလေးတို့ကကြိုက်တဲ့ဟာထည့်ပေါ့နော်ကဲအမကဒီ00ပဲထည့်လိုက်ပါမယ်ရှင်ကဲပြောလို့ရှိရင်သူကမေးခွန်းမေးလာမှာပေါ့နော်ဘာညာပေါ့ဖြည့်ပေးလိုက်ပေါ့နော်တို့ yes ပြီးနာမည်ဘယ်လိုခေါ်လဲဆို ying ပေါ့နော်အဲ့လိုမျိုးအောင်မပေါ့အောက်မှာပြောလားအောက်မှာ YING ying မေးခွန်းမေးလာမယ်ပေါ့နော်ဘာညာနည်းနည်းရွှေ့ရွှတ်ရေးလိုက်ပေါ့နော်ကဲဒီဟာလေးဖွင့်ပြောလို့ရှိရင်ကဲပြန်ပြီးတော့နောက်ဆုတ်လိုက်ပါပြန်ပြီးတော့နောက်ဆုတ်လိုက်တဲ့အချိန်မှာသူရဲ့ဒီခုနကကိုနှိပ်လိုက်တဲ့အောက်နားလေးမှာပေါ့နော်ကဲဒါကိုမျက်နှာဘာညာထည့်ချင်ထည့်လို့ရပါတယ်ပေါ့နော်ကဲခုနကကိုထည့်ထားတဲ့ password ပါကဲဒီဥစ္စာဖွင့်လိုက်ပါဒီဥစ္စာဖွင့်လိုက်လို့ရှိရင်ခုနကကိုယ့်ရဲ့ phone lock ပဲပေါ့နော်ကဲကိုယ့်ရဲ့ phone lock ပါပဲဒီဟာလေးဖွင့်လိုက်လို့ရှိရင်ထပ်ထွက်လိုက်ပါပေါ့နော်ကဲနောက်ဆုံးအဆင့်ကဒီအောက်ဆုံးကြောင်းပေါ့နော်ဒါတော့အမဒီလက်ပွေထည့်တာတော့ဒီဟာလေးထွက်လာပါမယ်ဒီဟာလေးထွက်လာလို့ရှိရင်အောက်ဆုံးကိုလက်လိုက်ပါဒီမှာ up ဆိုတဲ့ဟာပေါ့နော် up encryption ဆိုတာပါဆိုလားမသိဘူးတော့ကဲဒီဥစ္စာထွက်လာပါမယ်ရှင်ကဲကိုခတ်ချင်တဲ့ lock ပေါ့နော်ဖွင့်လိုက်ပါရှင်ဥပမာပုံတို့မဟုတ်ဥပမာပုံတို့မဟုတ်ကိုဘာခတ်ချင်သေးလဲ WeChat ပေါ့နော် WeChat ကဘယ်ရောက်တယ်လဲအမဖွင့်ပြပေးမယ်နော်ဒီမှာ WeChat ဆိုတဲ့ဟာပေါ့နော်အမကအခုပုံရဲ WeChat ရဲလောက်ထားပါတယ်ပေါ့နော်ကဲရလားမရလားဆိုအခုလာစမ်းပြပေးပါပေါ့နော်ကဲဒီမှာမလက်ပွေထည့်ထားတော့လက်ပွေနဲ့မျက်နှာနဲ့ထည့်ထားတော့သူကအဲ့ပေါ်လာပါပြီပေါ့နော်ကဲ WeChat လည်းကစမ်းကြည့်ပါမယ်ကဲဒီမှာနော်အမမကြည့်ဘူးပေါ့နော်ကဲဒီမှာလက်ပွေနဲ့နှိပ်လိုက်ပါမယ်ရှင်ဟုတ်အဲ့လိုမျိုးကိုလက်ပွေရမမှန်ဘူးဆိုလို့ရှိရင်ကိုခုနထည့်ထားတဲ့00ပေါ်လာပါပြီရှင်ကဲပိတ်ချင်တယ်ဆိုလို့ရှိရင်လည်းခုနအတိုင်းပဲတွေ့ရနေရာရင်တွားလိုက်ပါနော် setting နဲ့ပဲပြန်တွားပြီးလို့ရှိရင် privacy နှိပ်လိုက်ပြီးလို့ရှိရင်ဒီနားလေးမှာနှိပ်ကိုရဲ့ဒီဥစ္စာထက်ပိတ်ချင်တယ်ဆိုရင်ရှင်ပေါ့နော်ဒီအောက်အပေါ်ဆုံးကဟာကို off လိုက်လို့ရှိရင်သူကပုံမှန်အတိုင်းlock မခတ်တော့ပေါ့နော်အဲ့လိုဖြစ်သွားပြီပေါ့နော်ကဲ Vivo ဖုန်းထဲမှာဘယ်လိုခတ်ရမလဲဆိုတာသိသွားပြီဟုတ်လားဗီဒီယိုတော့နည်းနည်းရှည်ပါပြီပေါ့နော်ဒီခက်ကြည့်ပေးတဲ့အတွက်အများကြီးကိုမှကျေးဇူးတင်ပါတယ်ရှင်နောက်သိချင်တာလေးရှိရင်လည်း comment မှာမှတ်လို့ရပါတယ်ရှင် bye bye